ရေးမျိုးကလုပ်ငန်းရှင်ဖြစ်လာတော့မယ်သူများဆိုတော့ဒီအယောင်စီတို့ကနေ300တိဆောက်ချင်တယ်ကိုဒီတစ်စဲလုပ်ငန်းကို business ကြ system ကြနဲ့ဆိုတော့လုပ်ချင်တယ်ဒီကိုအိမ်မှာပဲကိုရဲ့မိသားစုနဲ့ပဲလုပ်ချင်တာပဲဖြစ်ဖြစ်ကိုဒီဆိုင်ဖွင့်ချင်တာပဲဖြစ်ဖြစ်ဆိုတော့ဒီအခုခါတို့ပြောတယ်ဒီတရား submission print ဒီတစ်စဲရ design and own business တင်နန်း PPDBN တင်နန်းဒီဆိုတော့ရေးမျိုးကိုလာပါမယ်ကိုအယောင်စီတို့ကနေ300တိဆောက်ဖို့အတွက်ဒီဆိုတော့ mindset မှန်ဖို့လိုပါတယ်ဆိုတော့ခုနကပြောတယ်ဆိုတော့ဒီလုပ်ငန်းရဲ့ project တစ်ခုလုံးကိုတင်ခွင့်ရမယ်အပြင်ကိုမှဆိုတော့အယောင်စီတို့ကနေ300တိဆောက်ဖို့အတွက်ဆိုရင်ဆိုတော့ mindset မှန်ဖို့လိုတယ် mindset မှန်ဖို့အတွက်ဆိုကိုယ့်ရဲ့မတိစိတ်ကနေတို့ဒီကိုယ့်ရဲ့မတိစိတ်ကနေ lock ဖြစ်နေတာကိုမသိနေဘူးတော့ခတ်ထားတာကိုယ့်ရဲ့အတွင်းစိတ်ကနေကိုကတော့ခတ်ထားတဲ့အရာတွေအဲ့တော့ကိုဖွင့်နိုင်မှဒါနေဆိုတော့လိုချင်တဲ့300တိန်းထောင်ဆိုတဲ့အရာကိုတို့ရမှာနော်အဲ့ကိုယ့်ရဲ့မတိစိတ်ကနေတော့ခတ်ထားတဲ့အရာကိုကိုယ်တိုင်အောင်မှတော့ခတ်ထားမှမသိနေဘူးဆိုရင်အဲ့တော့ကိုမဖွင့်နိုင်ဘူးဆိုရင်တော့ဆိုခုနလိုချင်တဲ့အရာမရအောင်ကိုစူးစမ်းနေတယ်တလားကုံသွားတယ်တစ်နှစ်ကုံသွားတယ်နှစ်ကုံသွားတယ်အတက်အရွယ်လည်းရောက်လာတယ်ဒါပေမဲ့ကိုလိုချင်တဲ့အရာကိုမရနိုင်ဘူးဒါပေမဲ့ဇာတို့ပြောချင်တာလေလူကတော်တာမတော်တာဘွဲရတာမရတာဇာတို့ဒီမဆိုင်ဘူးကိုလိုချင်တဲ့300တိန်းထောင်ဆိုတဲ့ပတ်စံကိုဖန်တီးတဲ့လူကကိုရနိုင်တယ်ဇာတို့ရနိုင်တာကိုဇာတို့မသိနေဘူးကိုယ့်ရဲ့မသိစိတ်ကနေလော့ဖြစ်နေတော့အဲ့လော့ဖြစ်နေတဲ့ဘလော့ဖြစ်နေတဲ့အရာကိုတို့ဘလို့ဖြီမှာလဲโอเคတို့အဲ့အကြောင်းအရာတွေကို PPDBN တင်တန်းမှာအဖြေရှိပါတယ် PPDBN တင်တန်းမှာတို့တင်ပေးထားပါတယ်တို့ဒီကိုကသူများထက်ကိုပို့ပြီးတော့ဦးကျင်တယ်သူများထက်ကိုပို့ပြီးတော့လုပ်ငန်းကိုပို့ပြီးတော့ system ကြလုပ်ချင်တယ်ဆိုရင်တော့တို့ PPDBN တင်တန်းကိုတက်လို့ရပါတယ်တို့ဒီရေးမျိုးမှာ9လပိုင်းတို့လာပါမယ်တို့ဒီလုံးဝကိုအထူးကြီးလေးနဲ့အခုပေးထားတယ်တို့တင်တန်းအပ်လို့ရပါတယ်ကိုတင်တန်းကြီးကဈေးများတယ်တင်တန်းကြီးကဈေးနေတယ်ဆိုတာထက်ဆိုလို့တင်တန်းကြီးဈေးများတာဈေးနေတာကိုပြန်စဉ်းစားတင်တန်းမအပ်ခင်မှာငါကဒီလောက်ပဲတန်တာလားငါလက်ရှိနေတဲ့နေရာကနေတစ်ဆင့်ပို့ပြီးတော့သွားဖို့အတွက်ဒီငါဒီလောက်လေးတောင်မှငါမတက်နိုင်ဘူးလားကိုပြန်စဉ်ဆိုတော့တင်တန်းကိုမြူဆွဲနေတာမဟုတ်ဘူးဆိုတော့အနာဂတ်ကိုကြိုးမြင်နေခဲ့တာဇာကိုတိုင်းကလည်းဘလော့ဖြစ်နေခဲ့တာကိုဒီလုပ်ငန်းကိုလုပ်နေတယ်ဒါပေမဲ့အဲ့အချိန်မှာကိုရဲ့မတိစိတ်ကနေတော့ခတ်ထားတဲ့အရာကိုတို့မမြင်ခဲ့တဲ့အတွက်ဇာနှစ်တွေကြာခဲ့တာအခုတို့အဲ့အရာကိုဘယ်လိုဖြီရမလဲဆိုတဲ့အရာဆုံးနားလေသွားတဲ့အချိန်မှာဇာကရေးမြို့ဇာတိဖြစ်တယ်ဇာရဲ့ဇာတိကရေးမြို့ဖြစ်တဲ့အတွက်ကိုရဲ့ရေးမြို့ကလူတွေကိုပို့ပြီးတော့အဲ့လော့ဖြစ်နေတဲ့အရာတွေကိုဇာတို့ဖြီပေးခြင်းနဲ့နောက်တစ်ခုကဒီ TTN submission print ဒီရေးမြို့မှာလောက်တဲ့သူတော်နည်းပါတယ်ရှိရင်လည်းရှိခဲ့မယ်ဒါပေမဲ့အတော်နည်းပါတယ်ကိုကသူများထက်ပိုပြီးဥအောင်လှုပ်ချင်တယ်ဆိုရင်တော့ဒီတင်တန်းကို join လိုက်ပါဆိုတော့ဒီလူဦးရေအကန့်အသတ်နဲ့ခေါ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တင်တန်းအပ်လို့ရပါပြီโอเคကျေးဇူးတင်ပါတယ်ရေးမြို့မှာဆုံကြပါမယ်